အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီဖီချာပေးကြောင်းသွားမယ်ဒီမိကုံးလေးကတော့ဟယ်လိုတဲ့ကျွန်တော်တို့ Facebook monetization နဲ့ပတ်သက်ပြီးတော့မေးချင်လို့ပါတဲ့တမတ်ချက်တွေပြည့်တယ်တဲ့တို့တော့တမတ်ချက်တွေပြည့်တယ်လို့တော့ကိုယ့်ကိုထင်နေပေါ့နော်ဒါပေမဲ့တဲ့ဘာလို့ဒီဆက်မပြီးသေးတာလဲပေါ့နော် Facebook ကဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီ Facebook monetization ရဖို့အတွက်ကိုလူတိုင်းကတော့ကိုယ့်အကောင့်ကိုကျွန်တော်တို့ဒီဆက်ပြီးဖို့ဒီမဲ့တမတ်ချက်ပြည့်တယ်လို့တော့လူတိုင်းကတော့ထင်ကြတာပဲပေါ့နော်ဒါပေမဲ့ဒီ Facebook ကနေပြီးတော့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေထဲမှာတော့ကျွန်တော်တို့အများကြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီနည်းနည်းလေးလွယ်နေလို့လည်းမရပါဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီစီမင်းစည်းကမ်းတွေအများကြီးထဲမှာမှကျွန်တော်တို့ကရှောင်လွဲဖို့မလွယ်ဘူးပေါ့နော်ကျွန်တော်တို့တော့မှပဲကျွန်တော်တို့အခုမိပညာတွေကျွန်တော်တို့တော့မှနည်းနည်းပါးပါးနားလေတဲ့လူတွေတော့မှပဲကျွန်တော်တို့တစ်ခါတလေကြာရင်သူ့ရဲ့စီမစီကန်တွေနဲ့တွားညီတာမျိုးတွေတောင်ရှိပါသေးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီလုံးဝနားမလဲတဲ့လူတွေအတွက်ကတော့ပိုဆိုးတာပေါ့နော်တကယ်တော့ကျွန်တော်တို့ဒီတမတ်ချက်တွေပြည့်ပြီလို့ထင်ပေမဲ့လေသူကနေပြီးတော့တိကျကျငါတော့ဒီလိုဒါမကြိုက်ဘူးလို့တမတ်ချက်တွေတိကျကျထုတ်ပြန်ထားတယ်မရှိဘူးပေါ့နော်အဲ့ကျွတ်လေကျွန်တော်တို့လောက်ဝက်ခိုင်းရတာခက်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီစီမီစီကန်လေးတွေရောတိကျကျထုတ်ပြန်လာတာရှိတဲ့အတွက်ကျွန်တော်တို့နောက်ပိုင်းတော့လုပ်လို့ခိုင်းလို့လွယ်ပါတယ်ကျွန်တော်တို့သူတို့မကြိုက်တဲ့ဟာကိုတော့ကျွန်တော်တို့တေချာလေးလာပဲတေချာပြီးဒီတိထားဖို့လိုတာပေါ့နော် Facebook ကမကြိုက်ဘူးလေချိုးမကြိုက်လာတာခါမကြိုက်တာလားကိုကဒါတွေတော့တိကျကျတိထားဖို့လိုတာပေါ့နော်အဲ့ဒါမျိုးတိထားတယ်ဆိုရင်တော့ကျွန်တော်တို့လောကိုင်းလွယ်ပါတယ်ဒါမှမဟုတ်လုံးဝမသိဘူးဆိုရင်တော့ကျွန်တော်တို့ရက်စံကျွန်တော်တို့ဒီလမ်းလျှောက်တဲ့ကျွန်တော်တို့ဒီမျက်မှန်မြင်တယောက်လို့ပေါ့ဗျာမျက်မှန်မြင်တယောက်လမ်းလျှောက်နေလို့ပဲဆန်းသွားနေရတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဗျအခုကျွန်တော်တို့အခုပြောပြခဲ့တဲ့ကျွန်တော်တို့ဒီတမတ် Facebook monetization တမတ် channel ပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒါလေးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ဒီ content monetization တွေပွင့်ပြီးတော့ကျွန်တော်တို့ Facebook ကနေကျွန်တော်တို့ဒေါ်လာငွေတွေအများကြီးရကြပါစေဟုတ်ကဲ့ကျွန်တော်ကတော့စိုင်းသွင်းအောင်ဖြစ်ပါတယ်နော်